ဒီနေ့မှာတော့ကြက်ဥထမင်းကြော်ကိုမှကောင်းလေးကြော်စားခြင်းတဲ့သူများအတွက်ကြော်နေလေးကလွယ်ကူရွှေရှင်းပြီးတော့စားလို့အရန်ကိုကောင်းတဲ့ကြက်ဥထမင်းကြော်လည်းပြုလုပ်နေလေးကိုလာပြရပေးရချင်ပါတယ်ထမင်းကြော်ပေးရန်အတွက်အိုးထဲကိုစီနေငယ်ထည့်ပေးလိုက်မယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့နှုတ်ဆင်းထားတဲ့ကြက်သွဖြူ3မှစာလောက်ကိုအနက်လေးမှွေးပြီးတော့ရွှေဝါရအောင်လေးတွေတန်းလာတဲ့ထည့်ပေါ့နော်ဖြူတို့ခဏလောက်ကြော်သွားပေးလိုက်ပါမယ်ရှင်ကဲဖြူတို့ကြော်သွားလိုက်တာအခုလိုမျိုးလေးအနက်လေးမှွေးပြီးတော့ရွှေဝါရအောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်တော့ကြက်ဥကိုဖြူတို့ကိုလိုအပ်သလောက်ဖောက်ထည့်ပေးထားလိုက်ပါမယ်ဖြူကတော့ကြက်ဥလေးလုံးကိုသုံးထားပါတယ်ရှင်ပြီးရင်တော့နည်းနည်းလေးတမတွားအောင်ခဏလောက်မှွေထားပေးလိုက်မယ်ခဏလောက်ဖွေပြီးဆိုလို့ရှိရင်တော့သူ့ထဲကိုထမင်းကိုလိုအပ်သလောက်ထည့်ပေးလိုက်ပါမယ်။ကဲပြီးရင်တော့အားလုံးကိုတမတွားအောင်ဖြူတို့မှွေသွားပေးလိုက်ပါမယ်နော်။ဖြူတို့မှွေသွားလိုက်တာအားလုံးနှက်သွားပြီဆိုလို့ရှိရင်တော့သူ့ထဲကိုအသားမှုန့်နှဲငယ်တခြားလေးနှဲငယ်နဲ့ပဲငှက်ပြရဲ့အချီနှဲငယ်ပြီးတော့မြုပ်ကောက်မှုန့်လေးနှဲငယ်ကိုထည့်ပြီးလို့ရှိရင်တော့အားလုံးကိုတမတွားအောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော်။ကဲဖြူတို့မှွေသွားလိုက်တာအားလုံးနဲ့တမတွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးနေနဲ့ဖြူတို့တုံးလေးတွေတုံးထားတဲ့ကြက်သွန်တွေတစ်လုံးစာလောက်ကိုထည့်ပြီးလို့ရှိရင်ပြန်ပြီးတော့တမတွားအောင်မှွေထားပေးလိုက်ပါမယ်နော်ကြက်သွန်လေးကိုစီတက်တဲ့ချိန်မထည့်ပဲနဲ့ခုလိုမျိုးချိန်မှာထည့်ပြီးတော့ကြော်စားကြည့်ပါနော်အရင်စားကောင်းပါတယ်ရှင်အနက်လေးမှွေပြီးတော့အားလုံးကိုဖြူတို့နှက်သွားအောင်တေချာလေးမှွေပြီးတာနဲ့ရတာပေါငယ်ကိုမြည်ကြည့်ပေးလိုက်ပါတယ်ရတာလည်းလုံးဝစစ်ပြည့်ရဲဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာကြက်သွန်မိတ်လေးနဲ့ငယ်ကိုဖြူပြီးလို့ရှိရင်တော့တုံးဆုံးနိုင်ပါပြီရှင်